Everton ရဲ့အိမ်ကွေးရှုံးပွဲမရှိတဲ့မှတ်တမ်းကစိန်ခေါ်မှုကြီးတယ်လို့ဝန်ခံလိုက်တဲ့ Man U နီးပြမိုက်ကယ်ကယ်ရစ်က Everton ရဲ့အိမ်ကွင်းရှုံးပွဲမရှိတဲ့မှတ်တမ်းက Man U အတွက်စိန်ခေါ်မှုကြီးတယ်လို့ပြောခဲ့ပါတယ်။ Everton နဲ့ကစားရမယ့်ပွဲစဉ်အတွက်ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မိုက်ကယ်ကယ်ရစ်က Everton ဟာလက်ရှိအိမ်ကွင်း Reddit Kenson ကိုပြောင်းကစားပြီးကလေးကရှုံးပွဲလုံးဝမရှိတဲ့မှတ်တမ်းကိုပိုင်ဆိုင်ထားပါတယ်။ဒါဟာသူတို့ကိုအိမ်ကွင်းမှာကစားတိုင်းကြီးမားတဲ့စိတ်သက်ခွန်အားပေးတာမျိုးဖြစ်စေမှာလဲသိချပါတယ်။ဒါကြောင့်လည်းအိမ်ကွင်းမှာအမကန်စွမ်းဆောင်ရည်တွေလုပ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ဒါဟာကျွန်တော်တို့အတွက်ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်ပါတယ်။ဒီစိန်ခေါ်မှုကိုကျော်ဖြတ်နိုင်ဖို့အကောင်းဆုံးစူးစမ်းဖို့လည်းပြင်ဆင်ထားပါတယ်လို့ပြောကြားခဲ့ပါတယ်။ Everton ဟာအသင်းကို David Moyes နီးပြအဖြစ်တကြော့ပြန်ကင်တွယ်ကလေးက Man U ကိုမရှုံးတဲ့မှတ်တမ်းကိုပါပိုင်ဆိုင်ထားပါတယ်။ဘောလုံးပွဲတွေကိုရင်ခုန်ကျင်တဲ့သူတွေအတွက်24နာရီလုံးဝန်ဆောင်မှုအပြည့်ပေးနေတဲ့ Kickoff Arena Online Service ရှိပါတယ်။ 555 Mix နဲ့ iBet 789တို့အပါအဝင်မိတ်ဆွေတို့နှစ်သက်တဲ့ဘောလုံးနဲ့ပတ်သက်တဲ့ရင်ခုန်စရာဝန်ဆောင်မှုအားလုံးကိုရယူနိုင်ပါတယ်။စိတ်ဝင်စားတယ်ဆိုရင် Viber နံပါတ်886 536 536ကိုဆက်သွယ်နိုင်ပါတယ်။